တခါတော့အကြောင်းတစ်ခုမှမြင့်အောင်ဆိုတဲ့အကြောင်းသားတစ်ယောက်ရှိတယ်ဗျမြင့်အောင်ကစာတော်တယ်စာကြိုးစားတယ်ဗျလူငယ်တန်းကနေ10တန်းထိမြင့်အောင်စုမရဘူးတဲ့နှစ်မရှိပါဘူးဗျစာကြိုးစားစာတော်လို့ဆရာဆရာမများကလည်းအားထားရတယ်ဗျဒီနေ့တက္ကသိုလ်ဝင်တန်းတော့မြင့်အောင်ဘာသာစုံဂုဏ်ထူးထွက်နိုင်တယ်ဆိုပြီးမိဘဆရာတငယ်ချင်းအားလုံးကထင်ကြေးပေးကြပါတယ်ဗျမြင့်အောင်ကလည်းအားလုံးထင်ကြေးပေးထားတဲ့ထက်တာလွန်အောင်စပယ်ရှယ်ကြိုးစားနေပါတယ်ဗျဒီလိုနဲ့တနေ့တော့မြင့်အောင်တို့အတန်းတဲကိုကောင်မလေးတယောက်ကြောင်းပြောင်းလာတယ်ကောင်မလေးနာမည်ကစိန်စိန်နဲ့စိန်စိန်ကချောချောမောမောကြော့ကြော့မောမောတွတ်တွတ်လွတ်လွတ်လေးဆိုတော့တန်းလုံးဝယောက်ျားလေးတွေကကွက်ကြည့်စိတ်ဝင်စားကြတယ်ဗျတူတူတဖုံကျဲကျဲတဖုံစိန်စိန်ကိုဖိုတန်ပေးကြတာပေါ့ဗျအဲ့ဒီထဲမှာစိန်စိန်ကိုဟုတ်လေတဲ့ငပိရှိရလို့တော့မောင်းမိတာမြင့်အောင်ပါပဲဗျသူစားသူရံပြီးသူသမင်းသူစားနေတဲ့မြင့်အောင်သူ့ရှိလန်းသလားပြနေတဲ့စိန်စိန်ကိုရောင်လို့တော့လှည့်မကြည့်ဖြစ်ပါဘူးဗျစိန်စိန်ကတော့နောက်ကျပြီးမှကြောင်းပြောင်းလာတဲ့အတွက်နောက်ကျတဲ့စာတွေကိုကူးဖို့ကျောင်းမှာအတော်ဆုံးဖြစ်တဲ့မြင့်အောင်စီကစာအုပ်တွေငှားတယ်ဗျမြင့်အောင်ကမငှားခြင်းပေမဲ့မကောင်းတတ်တော့စိန်စိန်လိုရဲ့စာအုပ်လေးတွေကိုငှားပြလိုက်တယ်ဗျဒါနဲ့မပြီးသေးဘူးဗျနောက်နေ့နားမလဲနေရာတွေကိုစိန်စိန်ကချင်းပြပေးဖို့အကူအညီတောင်းပါတယ်ဗျမြင့်အောင်လည်းရှင်းပြပေးတယ်ပေါ့ဗျာလူတော်မြင့်အောင်ရှင်းပြတာကိုနားမလဲတော့စိန်စိန်ကထပ်ထပ်မိတယ်မြင့်အောင်လည်းသူရှင်းပြတာကိုစိတ်ဝင်စားနားထောင်နေတဲ့မျက်ထောင်ကော့ကော့လေးတွေနဲ့စိန်စိန်ကိုကြည့်ရင်ထက်ခါရှင်းပြပေးတာပေါ့ဗျာစိန်စိန်ကမြင့်အောင်ကျေးဇူးတင်တဲ့အနေနဲ့မုံစည်းတန်းကဖာလူတာတစ်ခွက်ကိုကြွကြွနဲ့ဝယ်လာပြီးတော့မြင့်အောင်လက်ညှိုးကိုအေးထုတ်လေးချိတ်ပေးတယ်ဗျပြီးတော့ကျေးဇူးတင်ကြောင်းပြောပြီးနှစ်လိုပွဲပြုံးကြတယ်ဗျအဲ့ဒီညမြင့်အောင်စားကြက်ရင်စိန်စိန်မျက်နှာကိုမြင်အောင်နေတယ်ဗျစာအုပ်ဖုံးမှလည်းစိန်စိန်သူတင်ချာတွတ်တော့လဲချရင်းမိတာစိန်စိန်ဗျရုံနေတဲ့စိန်စိန်မျက်နှာလေးကိုတစ်ခါပြန်မြင်အောင်ရင်ရင်ဘက်က4-5ခါလောက်နှွေးကနေစာအုပ်မှာစိန်စိန်လို့တစ်ခါချရင်းမိရင်တော့10ခါလောက်ထပ်နှွေးတယ်ဗျဒီလိုနဲ့နောက်နေ့ကျတော့စိန်စိန်ကတူတူရာရတော့အဆင်ပြေသွားတော့သူ့နေရာတူနေတော့တယ်ဗျသူ့နေရာတူနေမရတာကမြင့်အောင်စိန်စိန်ကလည်းမပြောရဲမဆိုရဲငင်းငန်ဖြစ်ပြီးအတွေးထဲမှာလည်းတဝဲလဲတစိန်စိန်နဲ့တိုင်ပတ်နေပြီပေါ့ဗျာဒီလိုနဲ့လဘတ်စာမေးပွဲကြီးမှမြင့်အောင်အမားတွေများစွာနဲ့အဆင့်တွေရှော့ချကုန်တယ်ဗျအားလုံးကအံ့ဩကြတာပေါ့ဗျာမြင့်အောင်လည်းငါတော့မဖြစ်ရှည်ဘူးစာပြန်ကြိုးစားမှဖြစ်မယ်ဆိုပြီးမန်တင်းပြီးစိန်စိန်ကိုမိဖြောက်ပြီးစာကိုပို့ထိုးကြည့်တယ်ဗျအဲ့ဒီအချိန်မှာပဲစိန်စိန်ကသူ့အမတ်တွေနဲလို့စာသူကြည့်ပေးဖို့မြင့်အောင်အကူအညီတောင်းတယ်ဗျအဲ့ဒါနဲ့စာသူတွားသူစာကြည့်သူဖြစ်လာတဲ့မြင့်အောင်နဲ့စိန်စိန်အောင်မအောင်စိန်မစိန်ဖြစ်လာပြီးအချစ်ချိန်ပြင်းအချစ်စိတ်သက်အချစ်မုန်းမွန်လာကြပြီးတော့စာမေးပွဲကြီးမတိုင်ခင်ပျော်ပျော်ကြီးခိုးပြေးသွားကြပါတယ်ဗျာကျောင်းနေအရွယ်မှာအချစ်ရေးအိမ်အောင်ကြီးကိုစိတ်ဝင်စားနေကွဆိုပြီးတော့လက်ကြံလက်ဖိတ်တစ်ကြိုက်ကိုမော့ရင်ဦးမြင့်အောင်ပြောတယ်ဗျပြီးတော့ခါကြားတဲ့ဦးတရားကိုထုတ်ပြီးပါဇက်ထဲပြစ်ထက်ဝါချင်းဝါခမောက်ကိုခန့်ဆောင်းပြီးတော့လက်ဖိတ်ဆိုင်ဘေးနားမှာရပ်ထားတဲ့စိုက်ကားအိုလေးကိုနင်းသွားတာကိုကြည့်ရင်ကျွန်တော်အတွေးတွေနဲ့ချက်မိတယ်ဗျာလက်တစ်ဖက်ချမ်းမလန်းမကန်းကဒေါ်စိန်စိတ်မုံဟင်းကားဆိုင်မှာစားသုံးသူတွေကျူးလို့ကျဲတဲ့သူတို့ရဲ့4ယောက်မြောက်အငယ်ဆုံးသားလေးအောင်စိန်တောင်ကျောင်းသွားကနေမုံဘိုးတောင်းနေပြီလေ